မနေ့မိုးလင်းတာနဲ့ကျွန်တော်ရဲ့နှိုးဆက်ကဒီဟင်းရွက်ကစုံရောင်းတဲ့အန်ဒီတွေအတန်တွေဈေးတွေဒီအကုန်လုံးရဲ့အတန်တွေနဲ့နိုးထလာတာဖြစ်တယ်အခုကြည့်လေအမေကဈေးရောက်နေတော့မယ်အဲ့လိုကြာတန်ချက်တမော်တီတောင်ရောင်းနေတော့မယ်မင်းမတော့ရေးကြော်မှာအမေကမှမဟုတ်ပါဘူးကျွန်တော်ညီမလေးနှစ်ယောက်စလုံးလည်းကျေးဇူးတင်ရတယ်ဒီနေ့ဒီချိန်ကြီးဒီလောက်ပေါ်မှာအားလုံးခွန်ဆိုင်နဲ့အများကြီးတခြားတွေမတွေးမိအောင်လို့သူတို့တွေအများကြီးပံ့ပိုးပေးနေရပါဘူးဘူးဖုန်းတွေကိုကြည့်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြစပိုင်ရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြထုတ်နိုင်ဖို့အဖုန်းတွေမှာ hotline နံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော်ခိုးရင်တော့ပေါ့နော်2019လောက်ထိကကျွန်တော်တို့အဲ့ရေကျော်ပွဲစိတ်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကအမေကိုတော်ပြီးတော့ခုတယ်အမေကရေကျော်ပွဲစိတ်မှာသူကဆိုင်ကန်းယူပြီးတော့ဆိုင်ထွက်တယ်ကျွန်တော်တစ်နှစ်လုံးကျွန်တော်လှုပ်ချင်တဲ့ကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်ရိုက်တယ်ပြီးရင်ဒရင်ချော့ဆိုလို့ရှိရင်အမေကိုအဲ့9ရက်လား4ရက်လားစပွဲသွားထိုးပေးတယ်သွားထိုးပေးတဲ့ခါကျတော့အဲ့ခိုက်တန်ကျွန်တော်တို့ပင်လဲပင်မန်းတယ်ဗျာပြောလို့ရှိရင်စပွဲထိုးတယ်အမေတို့ဝိုင်းကူတယ်ပင်မန်းနေဆိုတာဒီလိုပါပွဲစည်းဆိုတော့လေပုံမှန်တဲ့လူတွေကအဲ့လိုပိုကြတဲ့ခါကျတော့နည်းနည်းလေးလောက်ရတာနည်းနည်းကတိတဲ့ဟာရှိရပါတော့ဒါပေမဲ့အဲ့လိုပွဲစည်းကိုလာတဲ့အချိန်မှာရေကျော်ပွဲကြက်လည်းနာမည်ကြီးရောနေရဲကလာတဲ့လူတွေရက်ွက်ပေါင်းစွာလာတဲ့လူတွေကကျွန်တော်မြင်နေတွေ့တဲ့အခါမှာနာမည်ခေါ်ပြီးအားပေးကြတယ်ကျွန်တော်ဒီလိုမျိုးအမေဝိုင်းကူနေတာတွေ့တဲ့အခါမှာပို့ပြီးတော့ချစ်ပေးကြတယ်ဆိုတဲ့ဟာကျွန်တော်ပင်မနာမြအရာတွေအကုန်လုံးအဲ့လိုအမောပြေစီပေါ့နော်အခုကြည့်လေအမေကဈေးရောက်နေတော့မယ်အဲ့လိုကြာတန်ချက်တမော်တီတောင်ရောင်းနေတော့မယ်မင်းမတော့ရေးကြော်မှာဟုတ်လားရေးကြော်မှာအဆိုင်ဖွင့်လာတယ်ဟုတ်ပြီဆိုင်ဖွင့်လာတယ်ကျွန်တော်ကိုယ်တိုင်ကဒီဈေးသက်သားသမီးဘွားလာတာပဲဆိုတော့အဲ့လိုခံစားချက်မရှိဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဆိုတာမျိုးထက်ကျွန်တော်ပေါ့နော်ကျွန်တော်ကအမေကချောချောလေးမွေးပေးလိုက်လို့ပြီးတော့အကြောင်းတရားတိုက်ဆိုင်လို့ကျွန်တော်တရုတ်ဆောင်မင်းသားအဖြစ်အလုပ်လုပ်နေရတယ်ပေါ့နော်တကယ်တမ်းကျလူတွေပဲလေကျွန်တော်ကခေါင်းစဉ်တစ်ခုအောက်မှာရှိမနေဘူးဆိုလို့ရှိရင်အကုန်လုံးကလူတွေကြီးပဲအဲ့လိုခေါင်းစဉ်တစ်ခုတတ်မှတ်ပြီးတော့တွေးလိုက်ပြီးတော့ကိုယ့်ကိုယ်တစ်စင်းမြင့်တယ်လို့တွေးလိုက်လို့ရှိရင်အကုန်လုံးနဲ့ဝေးဝါလို့ခံစားကျွန်တော်တို့ကကြတော့အဲ့တော့အကုန်လုံးနဲ့နီးစပ်ဖို့အတွက်နီးကပ်ရှိဖို့အတွက်ကအကုန်လုံးနဲ့တသားတည်းဖြစ်ဖို့လိုအပ်တယ်အဲ့တော့အတွေးတွေကိုလည်းအတွေးနဲ့လည်းစိုက်မယ်ထင်တယ်တကူတယောက်ချင်းစီအတွေးနဲ့လည်းစိုက်မယ်ထင်တယ်ဟုတ်ကျွန်တော်ကငယ်လေးရဲ့နေတဲ့နေရာကျွန်တော်ကလို့ရေကျော်ဈေးထဲမှာနေတာရေကျော်ဈေးမှာနေတဲ့အပြင်ကိုကျွန်တော်တို့ရဲ့အိမ်ရှိမှာဈေးလိုင်းပေါ့နော်ငယ်လေးတွေကမြင်နေရတဲ့ကျွန်တော်မြင်ကွင်းတွေကအမှုကစုံရောက်တဲ့တွေရှိရယ်စက်သားတွေရှိရယ်ငါးတွေရှိရယ်ခနန်းတွေရှိရယ်စိုက်ကားသမားတွေရှိရယ်စိုက်ကားသမားမဟုတ်စိုက်ကားဆရာတွေရှိရယ်ပြီးတော့နေပြန်တိုးပေးစားတဲ့လူတွေရှိရယ်အဲ့တော့မနေ့မိုးလင်းတာနဲ့ကျွန်တော်ရဲ့နှိုးဆက်ကဒီဟင်းရွက်ကစုံရောင်းတဲ့အန်ဒီတွေအတန်တွေဈေးတွေဒီအကုန်လုံးရဲ့အတန်တွေနဲ့နိုးထလာတာဖြစ်တယ်ပြီးတော့နေတဲ့သူက character မျိုးစုံလူပေါင်းများစွာရဲ့အမှုချင်းတွေမျိုးစုံမြင်နေရတဲ့အခါမှာကျွန်တော်တွေးမိရဟာပေါ့နော်ငါဒီလူတွေနေရာဝင်ပြီးတော့နေကြည့်ရင်သူတို့ပြောရင်ဘယ်လိုပြောမှာလဲသူတို့ဝမ်းနေဘယ်လိုဝမ်းနေမှာလဲဒီနေပြန်တို့ပေးစားတဲ့လူတယောက်ရဲ့စိတ်ကောင်ဘယ်လိုရှိနေမှာလဲအဲ့ဒါတွေကိုကြတော့ကျွန်တော်တရုပ်ဆောင်တယောက်မဖြစ်ခင်တည်းကကိုယ့်ရဲ့အသိဉာဏ်ထဲမှာအဲ့ဒါတွေကိုလှုပ်ကြည့်ခြင်းတဲ့စိတ်ငါသာဆိုရင်ဘယ်လိုဖြစ်မှာလဲဆိုတဲ့စိတ်အမြဲတမ်းရှိခဲ့ဘူးလေဒါရဲ့အသက်ကြီးလာတဲ့ခါကျတော့ခုနအမမေးသလိုပဲတရုပ်ဆောင်တဲ့အခါမှာကျွန်တော်ရဲ့ memories တွေပေါ့နော်အုံနောက်ထဲမှာရှိနေရတဲ့အကုန်လုံးကတစ်ခုပြီးတစ်ခုတော်ပြီး hit တဲ့အခါမှာပြန်ပေါ်လာတဲ့ဟာရှိတယ်ဆိုတော့အဲ့ဒါဒီအကုန်လုံးကကျွန်တော်ဒီတက်ရွယ်ရောက်တဲ့အထိဈေးတွေကနေစလိုက်တဲ့ကျွန်တော်ရဲ့အတွေးတွေကကျွန်တော်ဖြတ်တန်းလာခဲ့တဲ့တစ်လျှောက်လုံးမှာတွေ့နေရတဲ့လူတွေရဲ့အချင်းဇယိုက်တွေပုံစံမျိုးစုံအရာရာအားလုံးပေါ့နော်အဲ့လိုပဲကျွန်တော်စီးပူးလာတာဖြစ်တယ်အဲ့တော့အမခုနပြောလို့ပဲကျွန်တော်တရုပ်ဆောင်တာတွေကျွန်တော်တရုပ်ဆောင်နေတဲ့ဟာတွေကတဘာဝကြတယ်ဆိုတာကျွန်တော်လူရင်းနဲ့ပို့ပြီးနီးစပ်လို့ဖြစ်ပါလေဟုတ်အဲ့ဆိုငငယ်ရတော့မင်းသားထိရမယ်ဆိုအတွေ့မရှိဘူးလေဒီအခြေခံသဘောတရားတွေကိုကြည့်ပြီးတော့တက
ခဲကိုတရုပ်ဆောင်ဖြစ်လာခဲ့အဲ့လိုပြောရမယ် အဲ့လိုတော့နားမလဲခဲ့ဘူးဗျဒါယူသားပြောပါဟိုပြီးတော့တရုပ်ဆောင်ဖြစ်ခြင်းနဲ့စိတ်နဲ့လည်းငယ်တဲ့ကတရုပ်ဆောင်ဖြစ်ရမယ်ဆိုတဲ့ဟာမျိုးထက်ပေါ့နော်ကျွန်တော်ကအဆိုတော်ဖြစ်ခြင်းခဲ့တာတချင်းဆိုခြင်းခဲ့တာအနုပညာလှူရှားမှုတွေကိုလည်းကျွန်တော် underground မှာတချင်းဆိုပြီးတော့ပဲစခဲ့တာကိုယ့်ကိုတချင်းရေးတယ်ကိုယ့်ကိုတချင်းဆိုတယ်အဲ့လိုကနေစခဲ့ပြီးတော့ကျွန်တော်ရုပ်ရှင်လိုင်းကိုရောက်လာတာပေါ့နော်ဆိုတော့အဲ့လိုပဲပြောရမှာပေါ့ဟုတ်အမေကမှမဟုတ်ပါဘူးကျွန်တော်ညီမလေး2ယောက်စလုံးလည်းကျေးဇူးတင်ရတယ်ဒီနေ့ဒီချိန်ကြီးဟိုဒီလောက်ပေါ်မှာအာသွန်ခွန်ဆိုင်နဲ့ဒီအများကြီးတခြားတွေမတွေးမိအောင်လို့သူတို့တွေကအများကြီးပံ့ပိုးပေးနေတာပေါ့ဟုတ် ကိုကြီးဆုံး ဟုတ်ပါတယ်ကျွန်တော်ကိုကြီးပါ ကိုကြီးဆုံးပြန်များတော့စပုတ်ပေးရမယ်ညီမလေးကြတော့ကိုပြန်စပုတ်ပေးနားနေပြီညီမလေးရတယ် ဟုတ်2ယောက်စလုံးကဟိုဘယ်လိုပြောရမလဲနားလေပေးထားကျွန်တော်ပေါ်နားလေပေးရဆိုတဲ့စကားလုံးနဲ့မလုံလောက်ဘူးပေါ့နော်သူတို့ပေးရဲ့မြတ်တာတွေသူတို့ပေးရဲ့ဟိုကျွန်တော်ပေါ်မှာအခုတယောက်ပေါ်မှာကာကွယ်ဆောက်ရှောက်ပေးတဲ့အရာတွေတွေးပေးတဲ့အရာတွေကစကားလုံးနဲ့တော့ပြောလို့မရဘူးဟုတ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ရုပ်ရှင်တွေရုံမောမတင်တာ9နှစ်ကျော်6နှစ်နီးပါးရှိနေပါပြီဒါကဒီ9နှစ်ကျော်6နှစ်နီးပါးအတွင်းမှာပြန်ပြီးတော့ရုံတင်မဲ့ကျွန်တော်ရဲ့ရုပ်ရှင်ပေါ့နော်အဲ့တော့ပုံမှန်ထက်ဟိုပိုပြီးစိတ်လှုပ်ရှားပြီးရင်ခုန်နေတယ်အမှတ်တရတွေကတော့အများကြီးပဲကျွန်တော်တို့ကျွန်တော်ဆိုလို့ရှိရင် story 1မှာလည်းပါတယ်ပြီးတော့ story 2မှာလည်းပါတယ်story 1မှာဆိုလို့ရှိရင်လည်းဒီရက်ွက်ထဲကတငယ်ချင်းနေ relate လုပ်လို့ရမယ်ပြကွက်တွေဇလန်းသဘောတွေပါတယ် story 2မှာဆိုလို့ရှိရင်လည်းဒီ agency ကလူတွေရုံးလုပ်နေတဲ့လူတွေ relate လုပ်လို့ရမယ့်ဟာတွေပါပါတယ်ဟုတ်ကျွန်တော်တောက်လျှောက်တော့ထွက်ပြစ်တယ်ဗျဟို series တွေလည်းထွက်ပြစ်တယ်အခု10လပိုင်းဆိုလို့ရှိရင်လည်းကျွန်တော်ရိုက်ထားတဲ့ series တစ်ခုလည်းထွက်ပါအောင်မယ်ပုံမှန်ကတော့ကျွန်တော်လုပ်ဖြစ်နေပါတယ် series တွေလည်းထွက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရုပ်ရှင်တွေဒီ9နှစ်ကျော်6နှစ်နီးပါးမှာပြန်ပြီးတော့ပြသမဲ့ရုပ်ရှင်ကားဖြစ်ပါတယ်အရင်လည်းရင်ခုန်နေပါတယ်ရုံကားပြီးတော့ပြသရတာဖြစ်တဲ့အတွက်ဒီနယ်နယ်ရဲရဲမှာရှိနေတဲ့ကျွန်တော်ပရိသတ်တွေဒီ9ရက်10ရက်9ရက်မှာကြည့်ပေးဖို့အတွက်ကျွန်တော်ကနေပြီးတော့တောင်းဆိုချင်ပါတယ်ပရိသတ်တွေဒီ3ရက်မှာဟိုကြည့်ပေးမှကျွန်တော်တို့နောက်ထပ်ရုပ်ရှင်ရုံပေါ်မှာကြာရှိနေနိုင်မှာဖြစ်ပါတယ်လူငယ်တွေကြီးပဲစူးစမ်းထုတ်ထားတဲ့ရုပ်ရှင်ဖြစ်တာရယ်ကျွန်တော်လူငယ်တွေကိုခွင့်ရေးပေးတဲ့ဒီ duet picture ကိုစုနဲ့ကိုဗစ်တာတို့လည်းကျွန်တော်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဆိုတော့ပြန်မပြောရရုံပေါ်မှာကြာရှိဖို့အတွက်ကို9ရက်10ရက်9ရက်မှာကြည့်ပြီးဖို့အတွက်မြတ်တာရက်ခံချင်ပါတယ်